ဒါတော့ကျမတို့ရဲ့ခြိုက်တီးခရီးစဉ်ဘလော့လေးပေါ့နော်ဒေးတူပေါ့နော်ရှီတကွန်သွားမယ့်ဘလော့လေးပဲဖြစ်ပါတယ်ဒါကတော့မနက်6နာရီခွဲလောက်ကြီးကျမတို့ရှီတကွန်သွားဖို့ပေါ့နော်အရင်ဆုံးမနက်စာအရင်ဝင်စားကြပါတယ်မြန်မာမွေးငါဆိုတဲ့ဆိုင်လေးတွေ့တော့မြန်မာမွေးငါစားကြတယ်ပေါ့နော်တချို့ကတော့ထမင်းကြော်စားကြပါတယ်စားပြီးတော့ကျမတို့ရေတကွန်ဆက်သွားတယ်ပေါ့နော်အဲ့ချိန်မှာအရန်လာတဲ့နေရာမှာတချို့တလေကဓာတ်ပုံရိုက်ချင်တော့ကျမတို့နှစ်ယောက်ကနှောက်ရှက်ပေးလိုက်တယ်ပေါ့နော်ဓာတ်ပုံမရိုက်ရအောင်အဲ့ဒါကျမတို့ရေတကွန်ဆက်လက်လျှောက်သွားပါတယ်အေးကျမနန်းနေအဲ့ချိန်မှာကျမတို့တို့ဖွဲ့လုံးကပါလိမ့်မယ်ဘာလို့လဲဆိုကျမတို့ဘွယ်တော့အရန်နန်းကြလို့ပါအဲ့လိုဆိုလို့ကျမတို့မပင်မန်းပါဘူးနန်းနေရမယ်ဆိုမပင်မန်းဘူးပေါ့နော်ကျမတို့ကနန်းရလေးပျော်လေးပဲရှင်ကျမတို့ဆက်သွားပါတယ်ကျမတို့ထပ်ကပြပါတယ်ဘယ်သူပဲပြီးရဲကျမတို့ကပြပါတယ်ဒါတော့ခဏနားတဲ့နေရာလေးမှာ view လာလို့ဆိုပြီးတော့တို့လေးဟိုဟာဓာတ်ပုံရိုက်တာခဏဆောက်တာပေါ့နော်နားရင်လည်းအဲ့နဲ့ကျမတို့မင်္ဂလိတွေကြီးပဲရိုက်မယ်ဆိုကောင်မတော့ကောင်မရောက်သူလေးပါမယ်ဆိုပြီးဝင်လာပါတယ်ပြောကျမတို့ဆက်လျှောက်ပါတယ်ဒါတော့ရောက်ခံနေပြီပေါ့နော်ကျမတို့သွားကြတယ်ကျမတို့တွေလူကြီးတွေတော့တင်မှာပဲထားခဲ့တယ်ကျမတို့ခြေကျင်သွားတာဆိုတော့လေဒါလူငယ်တွေပဲအေးဒါကျမပေါ့နော်ကျမတယောက်တည်းရိုက်ပြီးတဲ့လူကလည်းလာတယ်ပြောတော့ကျမလည်းတန်းချောင်းတောင်ဆိုထောင်ပြလိုက်ပါတယ်ဒါလည်းကျမတို့ခဏနားနေတဲ့အချိန်လေးပေါ့နော်အရှိမကျမတို့သွားနေနေပေါ့နော်ရေတူကုန်းရောက်တော့မယ်ဆိုပြီးတော့သူတို့နောက်ကလူတွေကိုလှမ်းပြောတာပေါ့နော်အဲ့ချိန်မှာသူတို့ရောက်လာကြဟင်းဘယ်ကထုတ်ကောက်တယ်လဲမသိကောက်ပြီးတော့သူတို့ရှောက်လာကြပါတယ်သူတို့ရှောက်တယ်ကျမကိုဗလိမ့်ပါတယ်အကောင်မကြီးရတော့ပေါ့နော်မေတ္တာစင်ဆိုပြီးတွေ့တာနေပေါ့နော်အကောင်မကျမကိုဗလိမ့်ပါအပေါ်ဦးလေးရလေးက250လောက်ဆင်းပြီးလို့ရှင်အောက်မှာရေတကုံရောက်ပြီဆိုကျမတို့စူးစမ်းပန်းစားရှင်းနေကြပါတယ်ဆင်းနေကြပါတယ်အဲ့ချိန်မှာအောက်မှာကျမတို့ရေတကုံကိုရောက်ရှိခဲ့ပြီပေါ့နော်ရေတကုံရောက်တော့ကျမရဲ့တယောက်သေးဘဝတယောက်သေးအလားပေါ့နော်ကျမပြပါရိုက်ပြီးတဲ့လူကလာဆိုကျမလည်းလုပ်ကြတယ်အိုက်တင်နေလေလို့အိုက်တင်ကတော့မလုပ်တော့ပါဘူးသူတို့ကလာတယ်ပြောတော့အိမ်ပေါ့နော်မျက်နှာမမြင်ရလေပူလာလေဆိုကျမနောက်ကျောလေးပဲပြလိုက်အဲ့လိုမျိုးရိုက်နေနေကိုလာဝင်ရှုပ်တဲ့လူတွေကလည်းရှိပါတယ်ဒါပေမဲ့ကျမအရန်ချစ်စရာကောင်းနေလို့ကျမထည့်ပြလိုက်ပါတယ်အဲ့ချိန်မှာကျမတို့အပေါ်ထဲမှာကျမနဲ့အကောင်မနဲ့ကတော့ကျမနဲ့အနံ့ဆုံးပေါ့နော်ကျမတို့နှစ်ယောက်အရင်ရေထဲဆင်းသွားပါတယ်အဲ့ချိန်မှာတချို့လူတွေကလည်းလိုက်ဆင်းလာပါတယ်ရေကတော့အရန်အေးတယ်ရှင်ကျမတို့ရွာပြတော့သူများတွေကမနေနိုင်တော့လိုက်ဆင်လာကြတာပါတယ်အားနဲ့ကျမတို့ဗီဒီယိုတွေရိုက်တယ်ကျမရေကိုမနှုတ်ရေမကူးတတ်ပါဘူးကျမတို့တဖို့လည်းမဘူးမရေမကူးတတ်ပါကောင်မကျမတို့လောင်းနေကျမအားနဲ့အဲ့ဒီအောက်ဘက်ကိုသွားတယ်ပေါ့နော်ရေမကူးတဲ့လူကျမတို့ဗီဒီယိုတွေအတင်းရိုက်ခိုင်းတာပေါ့နော်သူကလည်းမရိုက်ချင်နဲ့ရိုက်ပြီးပါတယ်ဘာလို့ဆိုသူကရေမကူးကလို့သူကလည်းဝမ်းနေနေတယ်ပေါ့နော်ကျမတို့ပဲမြကောင်မထိပ်ပြောင်မအနံ့ဆုံးပေါ့နော်ကျမနဲ့အကောင်မနဲ့ကအနံ့ဆုံးပေါ့နော်ကျမနေပစားသွားလုံလို့ပေါ့နော်အရင်အေးတော့ရေကအရင်ကြီးရှင်ဒီကောင်မလေးကတော့တနာပါတယ်ရေထဲဆင်းလို့မရဘူးပေါ့နော်သူကရင်ကောင်မပါစကြီးခါနဲ့ဒါကျမတို့ပြန်ပြီပေါ့နော်ပြန်ရင်တော့ကျမတို့ချီချင်တော့မတက်နိုင်တော့ကျမတို့ခါစီပြန်နေဘိုင်ကျမရဲ့တန်ဆိုးနားထောင်ပြီးရတော့ကျေးဇူးများတင်ပါတယ်ရှင်